သာသနာတော်နှစ်2553နှစ်ကောဇာတက္ကရာ1380ခုနှစ်ပြာသူလဘိကျော်12ရက်ရန်ကုန်တိုင်းတောင်ဥက္ကလာပမြို့နယ်9ရပ်ကွက်သူရလန်းဓမ္မပီတိတရားပွဲဖြစ်မြောက်ရေးမိသားစုဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောပိယတော်ဇာယတေသောကောတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနေစွန်ခြင်းကြီးဟုကျက်တိထပွဲငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျူရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပိယတော်စာယတေသောကောဘုရားဘာသာမြန်မာလူမျိုးတွေရဲ့နှုတ်ထဲမှာဒီဘုရားမြတ်စွာရဲ့ဒေသနာတော်တပုတ်ဟာနှုတ်တဲ့ပြီးသားဖြစ်နေကြပါလိမ့်မယ်ပိယတော်ဇာယတိသောကောချစ်ခင်ခြင်းကြောင့်သောကဆိုတာဖြစ်ရတယ်လို့ဖြစ်ရတဲ့သဘာဝတစ်ခုကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသဘာဝတရားရှုထောင့်ကနေပြီးတော့ဟောကြားထားတဲ့ဒေသနာတစ်ပုဒ်လောကစကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်လူတွေကတော့ဒါ philosophy လို့ပြောကြတယ်ပြောမှာပေါ့အတွေးအပြင်တရားလောကဆိုတာဘယ်ကဖြစ်လာသလဲသောကဆိုတာဘာကြောင့်ဖြစ်လာဘာကိုမြစ်ပြားခံပြီးတော့ဖြစ်လာရတယ်လဲဆိုလို့ရှိရင်ပိယလို့ခေါ်တဲ့မိမိရဲ့စိတ်နှလုံးကိုယူကျုံနှစ်သက်စေတတ်တဲ့ပုဂ္ဂိုလ်တ attva ပဲဖြစ်စေလူကိုယ်တိုင်ရည်ညွှန်းတာမဟုတ်ဘူးပိယဆိုတာမိမိမျက်နှိုးတဲ့
အရာဝတ္ထုမိမိမြတ်နိုးတဲ့တတ္တဝါမိမိမြတ်နိုးတဲ့ပုဂ္ဂိုလ်အဲ့ဒါတွေအလုံးခြုံပြီးတော့တတ္တသင်္ခါရဆိုတဲ့စကားလုံးကိုသုံးတာမိမိမြတ်နိုးတဲ့တတ္တဝါသင်္ခါရဆိုတာအရာဝတ္ထုတွေအလုံးကိုရည်ညွှန်းလိုက်တာမိမိစိတ်ထဲမှာခြေနဲ့နှစ်သက်ပြီးတော့မြတ်နိုးစရာလို့သတ်မှတ်ထားတဲ့တတ္တဝါသင်္ခါရတောကကိုဖြစ်ပေါ်စေတတ်တယ်လို့ဆိုတော့ပိယဆိုတာတော့တောကဖြစ်ပေါ်လာစေခြင်းရဲ့အကြောင်းတရားတွေကအာယုံတစ်မျိုးကိုရည်ညွှန်းတဲ့သဘောသို့တော်ဒီနေရာမှာပိယမိမိမျက်နှိုးအပ်တဲ့အရာသည်တောကကိုဖြစ်စေတယ်လို့ဆိုတော့မျက်နှိုးအပ်တဲ့အရာဟာသက်ရှိတ attva ရင်လည်းဖြစ်မယ်သက်မဲ့အရာဝတ္ထုရင်လည်းဖြစ်နိုင်တယ်ပေါ့သို့တော်အဲ့ဒီအရာပေါ်မှာတကယ်ဆိုလိုတာကတော့ထိုမျက်နှိုးအပ်တဲ့အရာမျက်နှိုးအပ်တဲ့ပုဂ္ဂိုလ်ကမိမိကိုတောကဖြစ်စေတာလားလို့ဆိုတော့တကယ်ကတိုက်ရိုက်အားဖြင့်မဟုတ်ဘူးတဲ့တကယ်တောကကိုဖြစ်စေတတ်တာထိုပစ္စည်းဝတ္ထုကိုမြတ်နိုးတဲ့တွေ့တာတဲ့တဏှာပိယပုဂ္ဂိုလ်ပေါ်မှာချစ်ခင်တွေ့တာတဲ့တဏှာအဲ့ဒီအတွေ့အတာကသာလဲတောကကိုဖြစ်စေတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတော်ဟာဘယ်နေရာပဲဖြစ်ဖြစ်တညီတဲ့တထက်တည်းရှိတယ်ပေါ့ပိယဆိုတာအရာဝတ္ထုနဲ့ပုဂ္ဂိုလ်တ attva ကိုရည်ညွှန်းပေမဲ့လို့အဲ့ဒီအရာဝတ္ထုနဲ့ပုဂ္ဂိုလ်တ attva ပေါ်မှာအစွဲပြုပြီးနေတော့တဏှာရာဂအဲ့ဒီသဘာဝတရားကသာလဲတောကကိုဖြစ်စေတတ်တယ်ဆိုတော့ဒုက္ခသမုဒယဆိုတာတဏှာဆိုတာအလုံးသိပြီးသားပဲလောကမှာရှိတဲ့ဒုက္ခအလုံးကိုဖြစ်ပေါ်စေတာတဏှာပဲဒီတကြောင့်လို့ပိယတော်ဇာတိသောကောလို့ဆိုတဲ့နေရာမှာတိုက်ရဲ့အတိပ္ပယ်အားဖြင့်မိမိမြတ်နိုးတဲ့အရာဝတ္ထုမြတ်နိုးရတဲ့ပုဂ္ဂိုလ်ပေါ်မှာတွေ့တာဆွဲလမ်းမှုဆိုတဲ့တဏှာသည်လူတွေရဲ့တဏ္ဍာမှာယင်တွင်းပူလောင်မှုလို့ဆိုတဲ့တောကဆိုတာတရားကိုကောင်းလိုက်တဲ့အခါကျတော့ဒေါသနဲ့ရှင်တွဲလာတဲ့ဝမ်းနဲ့ကြေကွဲတဲ့ခံစားမှုတစ်ခုပြောတယ်တောကဟာတာမန်အားဖြင့်တဏှာရှိတိုင်းတောကဖြစ်လာသလားလို့ဆိုတော့အမြဲတမ်းဖြစ်နေတာလားလို့ဆိုတော့မဟုတ်ဘူးမိမိအနေနဲ့ပိယဝတ္ထုပိယပုဂ္ဂိုလ်ဆုံးရှုံးတော့မယ်သို့မဟုတ်ဆုံးရှုံးသွားပြီဆုံးရှုံးတော့မယ်အနေအထားရောက်နေတယ်သို့မဟုတ်ဆုံးရှုံးသွားပြီဆိုလို့ရှိရင်တောကကိုဖြစ်ပေါ်စေဒါဖြင့်ပိယကတောကသာဖြစ်စေတာလားလို့ဆိုမြတ်စွာဘုရားကအဆုံးသတ်အမြင့်ဆုံးအဆင့်ကိုရည်ညွှန်းပြီးတော့ဟောကြားတာဖြစ်တယ်ပိယရှိသူတိုင်းဟာတောကနဲ့မကင်းနိုင်ဘူးဆိုတာပိယလို့ဆိုတဲ့ချစ်ခင်မြတ်နိုးတယ်ဆိုတဲ့အရာဝတ္ထုရှိတယ်ဆိုကြတဲ့ကိုကပုဂ္ဂိုလ်တ attva ရှိတယ်ဆိုကြတဲ့ကထိုပုဂ္ဂိုလ်မှာအတွေ့အတာတဏှာရာဂရှိတယ်လို့ပြောတယ်အဲ့ဒီအတွေ့အတာတဏှာရာဂသည်တောကကိုမွေးဖွားပေးနိုင်တယ်တဲ့အဲ့တော့မြတ်စွာဘုရားဟောတော်မူတဲ့တရားတော်တွေဟာတိုက်ရိုက်သိရတဲ့အဓိပ္ပာယ်ရှိတယ်လို့တခါတရံကြတော့တိုက်ရိုက်တဲ့တဆင့်တွက်ပြီးတော့ယူရတဲ့အဓိပ္ပာယ်ရှိတိုက်ရိုက်သိရတဲ့အဓိပ္ပာယ်ကြတော့တဏှာယဇာတိသောကောလို့ဆိုလို့ရှိရင်ဒါတိုက်ရိုက်သိရတဲ့အဓိပ္ပာယ်တစ်ခုပဲတဏှာကြောင့်တောကဖြစ်တယ်ပိယတောဇာတိသောကောဆိုတာ
တဆင့်ခံအနေနဲ့ပြောတာတဏှာရာဂရှိသည့်အတွက်ကြောင့်ပိယပုဂ္ဂိုလ်ပိယပစ္စည်းဝတ္ထုရှိတယ်ပိယပုဂ္ဂိုလ်ပိယပစ္စည်းဝတ္ထုရှိသည့်အတွက်ကြောင့်တဏှာရှိတယ်တဏှာရှိလို့တောကဆိုတာဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကမရှောင်လွဲနိုင်တဲ့အကြောင်းတရားတစ်ခုပဲဒါကမြတ်စွာဘုရားသခင်ကိုရောမြတ်ကတောကသည်ပိယပေါ်မှာအခြေခံတဲ့တဏှာရာဂကစတင်လာတာပဲတဏှာရာဂရှိလို့တောကရှိရတယ်ဒီစကားကိုလောကရှိတဲ့လူသားတွေအားလုံးလက်ခံသလားလို့ဆိုတော့ဒီချက်ဟာဘုရားဝတ္တဝင်မြန်မာလူမျိုးတွေကတော့ဘုရားတရားတော်တွေနဲ့ယဉ်နီးပြီးသားဖြစ်သည့်အတွက်ကြောင့်အလွယ်တကူလက်ခံကြလိုက်သို့တော့ဒီစကားကိုလက်မခံနိုင်တာတွေလည်းအများကြီးရှိလက်မခံနိုင်ဘူးဘာကြောင့်လို့တာမန်အတွေ့အဖြင့်တွေးမယ်ဆိုရင်လောကမှာနှစ်သက်မြတ်နိုးစရာအာယုန်တွေကိုကြည့်ပြီးတော့လူတွေဟာပြောနေတဲ့အခါတွေရောမရှိဘူးလားရှိတယ်မိမိနဲ့ချစ်သူခင်သူတွေနဲ့တွဲပြီးတော့ပျော်မြူးနေကြတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိတာပဲမရှိဘူးလားရှိတယ်မိဘတွေဆိုလို့ရှိရင်ဟုတ်တယ်ချစ်မြတ်နိုးတဲ့သားလိမ္မာသမီးလိမ္မာလေးတွေရှိရင်ဟောသားလိမ္မာသမီးလိမ္မာလေးတွေကိုကြည့်ပြီးတော့ပိဋိသောမနတတွေဒုက္ခတွေမဖြစ်ကြပေဘူးလားမိဘတွေရဲ့နှလုံးသားဟာသားတို့ရုပ်ရည်တီတာမိသားဆိုတဲ့စာချုပ်အတိုင်းပဲသားသမီးလေးကြည့်လိုက်လို့ရှိရင်မိဘတွေဟာဘလောက်ပင်ပန်းသူတို့ရင်ထဲမှာငြိမ်းချမ်းသွားတယ်အဲ့ဒါဘာကြောင့်သားသမီးရဲ့အချစ်ပေါ်မှာထိုအချစ်ကနေပြီးတော့ထုတ်လုပ်ပေးလိုက်တာတောကမဟုတ်ဘူးဘာတွေထုတ်ပေးနေတော့ချမ်းသာမှုတွေဝမ်းသာမှုတွေကြည်နူးမှုတွေကိုထုတ်မပေးဘူးလားအဲ့ဒီအဆင့်အနေနဲ့တော့ဟုတ်တယ်မှန်တယ်ဒါကြောင့်မို့လို့ပိယတော်ဇာယတိဆိုတဲ့ပိယတော်ဇာယတိသောကောဆိုတဲ့အဆင့်ကိုကြောမြင်ဖို့ဆိုတာအမှန်တမ်းနည်းနည်းတယ်အများပုဂ္ဂိုလ်တွေကဘာကိုလက်ခံတော့ဆိုရင်ချစ်ခင်ခြင်းကြောင့်ကျင့်နဲ့နှစ်သက်အားရပျော်ရွှင်မှုကိုရတယ်ဆိုတာကိုသာလက်ခံခြင်းရတယ်လူတွေကချစ်ခင်ခြင်းကြောင့်တောကဖြစ်တယ်ဆိုတာလူတိုင်းမမြင်ဘူးတဲ့နော်လူတိုင်းမြင်တာမဟုတ်ဘူးချစ်ခင်မှုသည်ပျော်ရွှင်မှုကိုပေးတယ်လို့ပဲဒီလိုပဲပြောကြဒါကြောင့်မို့နောက်တိုင်းကလူတွေလည်းရေးကြတယ်လေအချစ်မရှိတဲ့လောကဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်ကဲ့လူလောကမှာချစ်ခင်မှုတွေ့တာမှုနှစ်သက်မြတ်နိုးမှုနဲ့လူတွေဟာလူ့ဘဝမှာနေကြထိုင်ကြတာအဲ့ဒါလိုနေကြထိုင်ကြတာတွေကိုအကြောင်းပြုပြီးတော့ဒီလိုအစဉ်ပြေးနေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ပိယတော်ဇာယတိသောကောဆိုတဲ့ဘုရားမြတ်စွာရဲ့အဆိုပြုချက်ဟောကြားချက်ဓမ္မဋိဋ္ဌာန်ကြကြပြောဆိုထားတဲ့အတွေ့အခေါ်တရားကိုလက်ခံကောင်းမှလက်ခံမယ်ခုမှလက်မခံတာမဟုတ်ဘူးရှေးတုန်းကလည်းလက်မခံခဲ့တာရှိခဲ့တယ်ပေါ့အဲ့တော့နံပါတ်1ပိယဆိုတဲ့သဘောတရားလေးကိုအရင်ကြည့်ရအောင်ပိယဆိုတာမိမိမျက်နှိုးတဲ့အရာဝတ္ထုကလေးတစ်ခုကိုအသုံးပြုနေရရင်မိမိအနာမှာရှိနေတယ်ဥပမာမဲ့ပန်းလေးနှစ်သက်တဲ့ပုဂ္ဂိုလ်ကထိုပန်းပွင့်လေးတွေပန်းအိုးလေးတွေမိမိအနာမှာထားနေလို့ရှိရင်ပျော်ရွှင်ချမ်းမြေ့မှုကိုရလူအသုံးဆောင်နေတဲ့ကလည်းပဲကိုကြိုက်နှစ်သက်တဲ့အသုံးဆောင်လေးတွေကိုယ်စီမှာရှိနေပဲဆိုရင်ဒါလေးကိုတကြီးကြီးတသားသားနဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုရကြတယ်
ပုဂ္ဂိုလ်တ attva အနေနဲ့ပြောမယ်ဆိုရင်တရိစ္ဆာန်ချစ်တတ်တဲ့ပုဂ္ဂိုလ်ကြည့်ခွေးကလေးတွေကြောင်လေးတွေအိမ်မှာမွေးထားထိုခွေးကလေးတွေကြောင်ကလေးတွေနဲ့ကာယတွေ့ရအတူတကွနေရဆိုရင်จิตနာပျော်ရွှင်နေจิตနာနေလူပုဂ္ဂိုလ်ဆိုလဲထို့အတူပဲစိတ်ထဲမှာမြင်နေရကြားနေရတွေးနေရလို့ရှိရင်စိတ်ရဲ့ကြည်နူးမှုကိုရနေတာတွေမှန်သမျှပြီးရမယ်အဲ့ဒီပြီးရလို့ဆိုတဲ့အရာဝတ္ထုပုဂ္ဂိုလ်တ attva စိတ်ထဲမှာကြည်နူးမှုဆိုတာဖြစ်ပေါ်လာတဲ့အခါမှာထိုကြည်နူးမှုကိုကြိုက်နှစ်သက်တဲ့တွေ့တာဆွဲလန်းတဲ့တဏှာဆိုတာလာတယ်အဲ့ဒီကြိုက်နှစ်သက်တတ်တဲ့တွေ့တာဆွဲလန်းတဲ့တဏှာဆိုတာလာပြီဆိုလို့ရှိရင်မိမိချစ်ခင်အပ်တဲ့ဉာဏ်တို့အပ်တဲ့ပစ္စည်းဝတ္ထုဆိုတာထာဝရရှိနိုင်ပါမလားမရှိနိုင်ဘူးချစ်ခင်ဉာဏ်တို့အပ်တဲ့ပုဂ္ဂိုလ်ဆိုတာလည်းပဲကိုယ်အလိုကြအတိုင်းထာဝရရှိပါမလားမရှိဘူးမရှိလို့တစုံတစ်ခုအပြောင်းလဲဖြစ်သွားပြီမပြောင်းလဲခင်ကဒီပုဂ္ဂိုလ်ကဘာတွေတွေ့ထားတော့ဆိုဧတံမမဒါငါဟာငါပိုင်တယ်ငါပစ္စည်းငါသားငါသမီးစသဖြင့်တွေ့တာမှုလေးတွေမရှိဘူးလားအဲ့ဒီတွေ့တာမှုလေးတွေဟာပြောင်းလဲသွားပြီဆိုလိုက်တာနဲ့တပြိုင်နက်ဘာလာလဲလို့ဆိုတောကလာပြီအဲ့ဒီကြောင့်အကယ်၍သာဒီအတိုင်းရှိနေမယ်ဆိုလို့ရှိရင်တောကလာအောင်မဟုတ်သေးဘူးဒါမို့တောကဟာညာတိဖြသနာမိမိချစ်ခင်တဲ့ဆွေတွေမျိုးတွေဒါတွေပျက်စီးတော့မယ်ဆိုတဲ့အနေထားရှိရင်စိုးရိမ်ကြတယ်ပျက်စီးသွားပြီဆိုလို့ရှိရင်လည်းပဲစိုးရိမ်တော့ကရောက်ကြတယ်အဲ့ဒါတွေဟာအနိကအကြောင်းတရားတွေပဲရင်တွင်းမဆန့်ရင်ထဲမှာပူလောင်လာတဲ့တောကအလုံးကြားဘူးကြတဲ့အထက်ပဲပတာစာရီရဲ့တောကပြင်းထန်ဆုံးလို့ဒီလိုပြောပတာစာရီရဲ့တောကအလုံးသိတဲ့အတိုင်းနံပါတ်1အာကိုတကြီးရှိရတဲ့လင်ယောက်ျားဆုံးသွားတယ်တောကြီးမြက်မဲမှာဆုံးသည့်အတွက်ကြောင့်အာကိုရမရှိဘူးလူမမယ်သားကလေး2ယောက်နဲ့ဒုက္ခရောက်တယ်စဉ်းစားတွေးကြည့်ပေါ့သူ့ရဲ့ဒုက္ခကိုခံစားကြည့်ဘယ်လောက်ကြီးလဲနောက်တစ်ခုအဖော်ပြုတ်လာတဲ့သားကလေး2ယောက်စလုံးတပြိုင်နက်နီးပါမိမိမျက်စိအောက်မှာအသက်ပြောက်ပြီးတော့သူ့မြင်ကွင်းကလုံးဝပျောက်ကွယ်သွားကြတယ်သူတယောက်တည်းကြံတော့သို့တော့အားကိုးရလေးကြမ်းနေသေးတယ်အိမ်မှာအမေရှိတယ်အဖေရှိတယ်မောင်ကလေးတယောက်ရှိတယ်ဟောသူ့စိတ်ထဲကဒါလေးနဲ့သူ့စိတ်လေးကိုထိန်းလို့ရသေးတယ်နောက်ဆုံးကြတော့သူအားကိုးမလို့ကြံထားတဲ့အမေတို့အဖေတို့မောင်ကလေးတို့ဆိုတာဟာတပြိုင်နက်သေဆုံးသွားကြလို့မရှိတော့ဘူးသူဆုံးရှုံးသွားတာသူအားကိုးနေတဲ့လူ6ယောက်တယောက်မှမရှိတော့အဲ့ဒီအချိန်မှာသူ့ရဲ့ဒေါမနတဝေဒနာဟာရင်ထဲကိုတက်ဆောင်ပြီးတော့အမတန်ပြင်းထန်တဲ့တောကကြီးဖြစ်သွားတာနောက်ဆုံးမှာတောကုံမတ္တကတောကကြောင့်ယူသွားတဲ့အယူတယ်မဘဝရောက်သွားတယ်မဟုတ်လားအဲ့ဒါဟာပတာစာရီဟာသူ့ယောက်ျားမှသေတာမဟုတ်ဘူးဒီနေ့လူတွေရောမသေတာမရှိဘူးလားရှိတယ်သူ့သားသမီးမှသေတာမဟုတ်ဘူးဒီနေ့လူတွေရောမသေဘူးလားသေတယ်သူ့မိဘတွေမှသေတာမဟုတ်ဘူးဒီနေ့လူတွေလည်းသေတာပဲသို့တော့ဒီပြင်ပုဂ္ဂိုလ်တွေကိုသူထည့်ပြီးမစင်စားဘူးဒီပြင်ပုဂ္ဂိုလ်တွေကသူ့ရဲ့ပိယပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဟုတ်ကဲ့လားသူ့ရဲ့ပိယပုဂ္ဂိုလ်ကအဲ့ဒီ6ယောက်အဲ့ဒီ6ယောက်ကိုအားကိုးမလို့ရှိနေတဲ့အချိန်မှာသူဟာစိတ်မထိန်နိုင်မဲနဲ့
ဒေါမနတဝေဒနာစိတ်ထဲမှာခံစားရမှုဟာပြင်းထန်လာတဲ့အခါကျတော့တောကဖြစ်ပြီးတော့အယူသက်မှာဘဝရောက်သွားတာကဲနောက်တစ်ဝတ္ထုရှာကြည့်လိုက်ဒါလူသိများပြီးသားဝတ္ထုတွေပဲဂေါရမီဆိုတဲ့အမျိုးသမီးလေးပိန်ပိန်ပါးပါးလေးမို့သူများတဲ့ပို့ပြီးတော့ပိန်လို့ခိတာလို့ခေါ်တယ်ခိတာဂေါရမီနာမည်ဆိုးဆုံးနဲ့ပြောရင်တော့ဗိမပေါ့နော်ဂေါရမီဆိုတဲ့ဗိမပိန်နေတဲ့ကလေးမလေးမျိုးရိုးကတထေးမျိုးဖြစ်ပေမဲ့လို့ကံမကောင်းအကြောင်းမလားတော့ပစ္စည်းဥစ္စာတွေဆုံးပါသွားပြီးတော့ဆင်းရဲနွမ်းပါတဲ့ဘဝရောက်သွားတယ်သို့တော့သူကုသိုလ်ကံလေးကအရှိန်မကုန်သေးတော့တထေးသားတယောက်နဲ့အိမ်အောင်ကြအိန္ဒိယနိုင်ငံရဲ့ထုံးစံအမျိုးသမီးတယောက်ဟာမြန်မာပြည်မှာလို့မဟုတ်ဘူးကိုယ့်ယောက်ျားပိုင်ဆိုင်တဲ့ပစ္စည်းတိုင်းဒီအမျိုးသမီးကပိုင်ဆိုင်ခွင့်မရှိဘူးအမျိုးသမီးတွေကအိမ်အောင်ပြုတ်ကျင်တယ်ဆိုလို့ရှိရင်ဒီကနေ့တိုင်ပဲအိန္ဒိယမှာဒေါင်ရီဆိုတဲ့စနစ်ရှိဗမာပြည်နဲ့မတူဘူးစနစ်ချင်းဒေါင်ရီဆိုတာအမျိုးသမီးကနေပြီးတော့အမျိုးသားတယောက်ကိုအိမ်အောင်ပြုတ်တယ်ဆိုတဲ့ကဒေါင်ရီပေးရတယ်ပတ်စံတတ်နိုင်မှအိမ်အောင်ပြုတ်လို့ရတယ်သူတို့ခက်ကနော်ပြီးတော့အဲ့ဒီအမျိုးသမီးဟာသားသမီးမထွန်းကားဘူးဆိုလို့ရှိရင်ဒီပစ္စည်းတွေပိုင်ခွင့်မရှိဘူးသားသမီးထွန်းကားမှပိုင်ခွင့်ရှိတယ်ဒီလိုဆင်းရဲသမားဘဝရောက်ပြီးတော့တထေးသားတယောက်နဲ့အိမ်တော်ကြကံကောင်းလို့သူကသားကလေးတယောက်ရတယ်ဘလောက်အားကိုးစရာကောင်းတယ်ဒီသားကလေးရထားတာသူ့ဘဝအတွက်လုံခြုံတယ်ဗမာပြည်နဲ့မတူဘူးနော်သူ့ဘဝအတွက်ဒီသားကလေးရထားလို့ရှိရင်ကျန်တဲ့ပစ္စည်းတွေသားကလေးကပိုင်ဆိုင်ခွင့်ရှိသည့်အတွက်ကြောင့်သားကလေးကိုမိပြီးတော့သူဟာဘဝမရတည်နိုင်ပေဘူးလားကဲသားကလေးပေါ်မှာသားအဖြစ်ချစ်တာကတစ်မျိုးဘဝအတွက်အားကိုးရတာကတစ်မျိုးနှစ်မျိုးမရှိပေဘူးလားအေးသားကလေးပေါ်မှာဘဝအတွက်လည်းပဲအားကိုးရချစ်မြတ်နိုးတာကတစ်ခုအားကိုးရတာကတစ်ခုအဲ့ဒါလို့တယုတရနေရတဲ့သားကလေးဟာသူ့မြင်ကွင်းကပျောက်သွားပြန်သေဆုံးသွားတယ်ဆိုတော့သူလည်းပဲတောကဖြစ်မှာတောကဆိုတာသားကလေးသေလို့တောကဖြစ်တာကတစ်ခုဘဝနောင်ရေးအတွက်အမခံပြတ်သွားတာကတစ်ခုပဲဘာနဲ့ဥပမာတူလို့ဆိုစိန်တုတ်ကြီးပိုက်လာတဲ့လူကစိန်တုတ်ကြီးပျောက်သွားတယ်လို့မနေပေဘူးလားနော်ဒီသားကလေးပေါ်မှာမှီပြီးတော့အသက်မွေးဖို့ကြိုးစားနေတဲ့အချိန်မှာသားကလေးကတည်သွားတယ်ဆိုတော့သူ့ရဲ့မျှော်လင့်ချက်တွေ hopeless ဖြစ်သွားပြီတဲ့ဘာမှမျှော်လင့်ချက်မရှိတော့ဘူးလူတွေဟာတောကဆိုတာအဲ့ဒီချိန်မှာလာတာဟုတ်ကဲ့တောကဆိုတာအဲ့ဒီချိန်မှာလာအဲ့ဒီကွက်လက်လေးကိုမမြင်ဘူးမြတ်စွာဘုရားကအေးကောင်းပြီတောကဆိုတာဒီအချိန်မှာလာတယ်ဆိုတာဒီတောကဟာဘု து ကိုအခြေခံပြီးတော့လာတာတော့လို့မေးလိုက်တဲ့အခါကျတော့ချစ်ခင်တဲ့ပုဂ္ဂိုလ်ချစ်ခင်တဲ့ပစ္စည်းဝတ္ထုကိုအခြေခံတာဟောတာအဲ့ဒါချစ်ခင်တဲ့ပစ္စည်းချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်သူလဲဘာကြောင့်ချစ်တာလဲဘယ်သူကချစ်တာလဲလို့မေးလို့ရှိရင်တဏှာကချစ်တာပေါ့အဲ့ဒီတဏှာကိုလူတိုင်းကမမြင်ဘူးဒါကြောင့်မို့အတွေ့အတာရှိတဲ့နေရာတိုင်းတောကဖြစ်တယ်ဘုန်းကြီးတို့တွေအားလုံးလဲစဉ်းစားပြီးတော့ကြည့်ပေါ့ရန်ကုန်မြို့ကြီးမှာနေ့စဉ်နဲ့အမျှသိဆုံးနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကမ္ဘာလောကကြီးမှာလည်းပဲနေ့စဉ်နဲ့အမျှသိဆုံးနေကြတာတွေရှိတယ်သို့တော့ကိုယ်အနေနဲ့ကငါအမျိုးငါမိတ်ဆွေငါသားငါသမီးဆိုတဲ့တတ်မှတ်ချက်မရှိတဲ့ပုဂ္ဂိုလ်သိဆုံးလို့ရှိရင်ဘာဖြစ်ဘာမှမဖြစ်ဟုတ်ကဲ့လားတတ်မှတ်ချက်ကလွတ်တယ်ဘာဖြစ်လဲပိယဆိုတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးเนาะပိယမဟုတ်သည့်အတွက်ကြောင့်ဘာမှမဖြစ်ဘူးကဲကိုယ်အတိုင်းဝိုင်းတွေကကိုယ်မိတ်ဆွေဆိုနည်းနည်းတောင်လှုပ်လာ
ကိုမိသားစုတွေကဆိုပို့ပြီးမတုံလို့ဘူးလားတုံလို့လာတယ်ဘာကြောင့်လို့ဆိုပိယရဲ့ level တွေ degree တွေအတိုင်းအတာတွေကပိုမြင့်လာတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဟောတာပိယတော်ဇာတိတောကောတိုက်ရိုက်နားလည်ဖို့ရအဲ့ဒါဒါကြောင့်မလို့ပိယတော်ဇာတိတောကောလောကမှာလူတွေရနေတဲ့တောကဆိုတာမြတ်နိုးတဲ့ပစ္စည်းဝတ္ထုမြတ်နိုးတဲ့ပုဂ္ဂိုလ်တ attva စီကလာတာလို့ဒီလိုပြောလို့ရတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့မစ္စည်းမနိကေမတိုးမရှိအလယ်အလတ်တုတ်တန်တွေကိုစုပေါင်းထားတဲ့မစ္စည်းမနိကာယတုတ်ပေါင်း152တုတ်ရှိတယ်အဲ့ဒီတုတ်ပေါင်း152တုတ်ထဲမှာပိယဇာတိကတုတ်ဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီပိယဇာတိကတုတ်မှာဟောထားတဲ့စကားလုံးလေးကပါတယ်ပိယဇာတိကတောကပရိဒေဝဒုက္ခဒေါမနတုပါယတာပိယပဘဝဒါမြတ်စွာဘုရားဟောတဲ့စကားလုံးလေးအဓိပ္ပာယ်ကတောကဆိုတဲ့စိုးရိမ်မှုပရိဒေဝဆိုတဲ့ငိုကြွေးရမှုဒုက္ခလို့ဆိုတဲ့ကိုယ်ဆင်းရဲရမှုဒေါမနတလို့ဆိုတဲ့စိတ်ဆင်းရဲရမှုဥပါယတလို့ဆိုတဲ့စိတ်ပင်ပန်းမှုဒေါသဒီဒုက္ခတွေဟာချစ်ခင်မှုကြောင့်ဖြစ်လာတာချစ်ခင်မှုကအစပြိုးလာတာလို့ရသော်ဗျာဒီလိုခေါ်တယ်အဲ့တော့ပိယတော်ဇာယတိသောကောဆိုတာ ਨੇ တစ်ထပ်သေးပါပဲပိယတော်ဇာယတိသောကောဆိုတာတော့ဓမ္မပဒတွေကဂါထာလေးတွေကဂါထာတစ်ပိုက်ပေါ့အတိပ္ပယ်တူတူပဲရသော်ဗျာကဟောတယ်စိုးရိမ်ရခြင်းငိုကြွေးရခြင်းကိုယ်ဆင်းရဲရခြင်းစိတ်မချမ်းမသာဖြစ်ရခြင်းစိတ်နှလုံးပင်ပန်းရခြင်းဆိုတဲ့ဒုက္ခတွေအားလုံးဟာတဲ့ပိယကစလာတာပိယကိုအခြေပြုလာပိယကိုမြစ်ဖြားခံလာပါတယ်အဲ့ဒီသုတ်တန်လေးဖြစ်ပေါ်လာပုံနဲ့မြတ်စွာဘုရားကိုယ်တိုင်ဒီစကားလုံးကိုရှင်းပြခဲ့ရတာအင်မတန်မှမှတ်သားစရာကောင်းတယ်သာဝတိပြေကတက္ကကြီးတယောက်ဥပဒကာလို့မဆိုတော့ဗုဒ္ဓဘာသာဟုတ်ကောင်းမှဟုတ်မယ်အဲ့ဒီတက္ကကြီးမှာအင်မတန်ချစ်လာတဲ့သားလေးတယောက်ရှိတယ်တဲ့ထိုသားလေးရဲ့ကံကြမ္မာအလျောက်ပဲသိဆုံးသွားဖခင်လှုပ်သူကချစ်လို့အားမရခင်သိဆုံးသွားတဲ့သားကလေးပေါ်မှာတဒန်းတတာနဲ့နေ့စဉ်နဲ့အမျှတင်းကြိုင်းသွားပြီးတော့ငိုယိုပူဆွေးသောကဖြစ်နေတာတနေ့ကျတော့မြတ်စွာဘုရားကစေတော်ကျောင်းသားကတစ်ပင်တစ်ပင်ရင်းမှထိုင်းနေတဲ့သဘောရှိအဲ့ဒီတကာကြီးကအနားရောက်လာပြီးမြတ်စွာဘုရားထံချင့်ကပ်မျက်နှာမသာမယာညှိုးညှိုးငယ်ငယ်နဲ့ဘုရားရှိခိုးလာပြီးတော့ထိုင်တော့မြတ်စွာဘုရားကမေးတယ်တကာပဲနဲ့လေမျက်နှာမသာမယာနဲ့စိတ်ချမ်းသာတဲ့ပုံပန်းတဏ္ဍာမရှိဘူးရုပ်ပုံအိန္ဒြေတွေကြည့်ရတာစိတ်မချမ်းသာဘူးနဲ့ထူတယ်လို့ညှိုးညှိုးငယ်ငယ်နဲ့ထိုင်နေတဲ့တကာကြီးကိုမေးလိုက်တော့သူကဘာပြန်ပြောတော့ဆိုအရှင်ဘုရားတဲ့ဘယ်မှာချမ်းသာမလို့တပည့်တော်မှာတူရီတော်ချစ်လာစွာသောသားကလေးတယောက်ဆုံးရှုံးသွားလို့မကြခင်ကသေဆုံးသွားလို့နေ့စဉ်နဲ့အမျှတင်းကြိုင်းသွားပြီးတော့ငိုယိုးနေရတယ်သူကပြောတော့မြတ်စွာဘုရားကဒီစကားလေးကိုပြန်မိတ်လိုက်တာတခါကြီးတဲ့စိုးရိမ်ရခြင်းငိုကြွေးရခြင်းကိုယ်ဆင်းရဲရခြင်းစိတ်ဆင်းရဲရခြင်းစိတ်နှလုံးပင်ပန်းခြင်းတို့ဆိုတာဟာချစ်ခင်မှုပိယကနေစတင်လာတာပါလို့
ချစ်ခင်မှုကအစာပြုတာပါချစ်ခင်မှုကြောင့်ဖြစ်လာတာပါလို့မြတ်စွာဘုရားဒီစကားပြောလိုက်အဲ့ဒီတကားလက်မခံဘူးချက်ချင်းကန့်ကွက်တယ်နော်ချက်ချင်းကန့်ကွက်တယ်အရှင်ဘုရားဒါမဟုတ်နိုင်ဘူးချစ်ခင်မှုပြီးရပုဂ္ဂိုလ်ပြီးရဝတ္ထုကိုအကြောင်းပြုပြီးတော့ပျော်ရွှင်မှုဝမ်းသာမှုသာဖြစ်နိုင်တယ်တောကဖြစ်တယ်ဆိုတာ तू လက်မခံဘူးလက်မခံဘူးဆိုပြီးတော့ဘုရားဟောတာကိုညှင်းပယ်ပြီးတော့နေရာနေထသွားမလန့်မကမ်းမှာဇေရဝံကျောင်းသားကအရေးအဝါဒတစ်ခုမှာလာပြီးတော့ကစားနေတဲ့ကစားသမားတစုကလည်းရှိတယ်ဖယားနဲ့ခါလှမ်းနေမယ်နော်လာပြီးတော့ကစားနေကြဖဲရိုက်တာလားကျွေးရန်ကစားတာလားတခုခုပေါ့အဲ့ဒါလို့ကစားနေတဲ့လူတွေစီကို तू ကသွားတယ်သွားပြီးတော့ तू ကရင်ဖွင့်နေပေါ့ငါကွာတဲ့ယဟန်ဂေါရမကဒီလိုပြောတယ်ငါလက်မခံဘူးညင်းလာခဲ့ယဟန်ဂေါရမပြောတယ်တဲ့အေးစိုးရိမ်ရခြင်းကိုကြွေးရခြင်းကိုဆင်းရဲရခြင်းစိတ်ဆင်းရဲရခြင်းစိတ်နှလုံးပင်ပန်းခြင်းရခြင်းဆိုတာချစ်ခင်မှုကြောင့်ဖြစ်တာချစ်ခင်တဲ့ပုဂ္ဂိုလ်ကြောင့်ဖြစ်ရတာလို့သူကပြောတယ်ငါလက်မခံဘူးညင်းခဲ့တယ်ဆိုတော့ဟိုလူတွေကလည်းဟာတထေဟုတ်တာပေါ့ခမည်းပြောတာမှန်တယ်ပေါ့အယက်သမားတွေကစားသမားတွေကလည်းသူ့ထောက်ခံတယ်ဟုတ်ကဲ့လားအဲ့တော့မြတ်စွာဘုရားဟောတဲ့စကားကဟောတော်မူတဲ့ဒီစကားလုံးလေးဟာချစ်ခင်မှုချစ်ခင်ရတဲ့ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့တောကစသည်ဖြစ်ရတယ်ဆိုတဲ့ဒီစကားလုံးဟာထိုခေတ်ကတည်ပြီးတော့ကြားရသေးဖို့မပေါ်ဘူးမပေါ်သည့်အတွက်ကြောင့်အဲ့ဒီစကားဟာတဖြည်းဖြည်းနဲ့တယောက်ကပြောတယောက်ကပြောတယောက်ကပြောနဲ့အမျိုးမျိုးပြောကြတယ်တချို့ကလည်းဟုတ်တယ်မဟုတ်ဘူးတချို့ကလည်းလက်ခံတယ်တချို့ကလည်းလက်မခံဘူးဒီလိုလက်ခံသူနဲ့လက်မခံသူတီတိုပြောရင်းနဲ့ဘယ်ထိအောင်ရောက်သွားတော့ဆိုဒီစကားကနန်းတော်ထိအောင်ရောက်သွားပသိနရီကောသလမင်းကြီးနားရောက်သွားဒီစကားကအခုချိန်သာရိုးနေတာအဲ့ဒီချိန်တော့တော်တော်ထူးဆန်းတဲ့စကားတစ်ခုဖြစ်တယ်ဟုတ်ကဲ့လားအားလုံးကသိထားတာကချစ်ခင်နှစ်သက်မှုကြောင့်တောကဖြစ်ရတယ်ဆိုတာလူတိုင်းမသိဘူးအားလုံးသိရတာကချစ်ခင်နှစ်သက်မှုကြောင့်ပျော်ရွှင်ရတယ်ဝမ်းသာရတယ်ကြည်နူးရတယ်ဟောဒါပဲသိနေစမ်းမအောင်ဗမာသချင်းတွေထဲမှာပါလားချစ်ခင်မှုကြောင့်စိုးရိမ်ရတယ်ပူဆွေးရတယ်လို့ပါလားပျော်ရတယ်ပဲပါတယ်ထင်တယ်နော်ကြည်နူးရတယ်ပဲပါတယ်ခုခေတ်တော့သချင်းတွေကတော့အမျိုးမျိုးဆိုကြတာပေါ့ချစ်ခင်မှုနဲ့ပတ်သက်ပြီးတော့ဘယ်ချိန်ကြမှာတော့ဆိုလို့ရှိရင်လက်လွတ်ဆုံးရှုံးပြီဆိုလို့ရှိရင်ပါတဲ့အသေးတွေကွဲကုန်တာတော့အသေးတွေခြေမွကုန်တာဒါပေမဲ့အသေးကွဲရင်အသက်ရှင်မလားမရှင်ဘူးเนาะဒီစကလုံးဟာနန်းတော်ထီအောင်ရောက်သွားတဲ့အခါကျတော့ကောသလမင်းကြီးဆိုတာလေစဉ်းစားဉာဏ်ကခဏနဲ့သူကထောကံမန္တဓာတုကောတဲ့နည်းနည်းလေးတယ်ညာစဉ်းစားဉာဏ်တိတ်မတွက်လက်တော့သူကဘာပြောသူကလည်းပဲချစ်သူခင်သူကြောင့်တောကဖြစ်တယ်ဆိုတာလက်မခံရင်းကြီးလက်မခံတော့ဒီစကားကိုမာလိကာမိဘုရားကြီးကိုပြောတယ်မာလိကာတဲ့ယဟန်ဂေါရမကတောကဖြစ်တာဟာချစ်ခင်ခြင်းကစတယ်လို့ဟောနေတယ်တဲ့ဒီစကားတို့နန်းတော်ထဲရောက်လာဒါမဖြစ်နိုင်ဘူးဆိုတော့မာလိကာကဘာပြောတော့ဆိုရှင်မင်းကြီးတဲ့ဘုရားဟောတဲ့စကားဆိုရင်မမှားပါဘူးမြတ်စွာဘုရားတကယ်ဟောရုံမှန်ရင်မမှားဘူးကြည့်ဉာဏ်ရှိတဲ့လူနဲ့မရှိတဲ့လူကွာတယ်နော်ဉာဏ်မရှိတဲ့လူကအပေါ်ယံတွေးကြည့်လိုက်လို့ရှိရင်ချစ်ခင်နှစ်သက်မှုကြောင့်တောကဖြစ်တယ်ဆိုတာလက်မခံဘူးချစ်ခင်နှစ်သက်မှုကြောင့်ပျော်ရတယ်ရွှင်ရတယ်ကျေနပ်ရတယ်ကြည်နူးရတယ်ဒါပဲသိတယ်တဆင့်တက်စဉ်းစားရမှာဟိုကဟုတ်ကဲ့လားအဲ့တော့မာဏိကာမိဘုရားကပြောတော့ဘုရင်ကြီးကစိတ်ဆိုးတယ်
မင်းကလည်းကွာဆရာနဲ့တပည့်ကြနေတာပဲဆရာတပည့်ဆိုတာတပည့်ကဘာဆရာကပြောလိုက်ဟုတ်ကဲ့ဆရာမနေဘူးလားလူတွေကဟုတ်ကဲ့ဆရာဆရာကိုပြန်မပြောရဲဘူးမမေးရတော့ဟုတ်ကဲ့ဆရာပဲလောက်ကြအဲ့ဒါလိုပဲတဲ့ယဟန်ဂေါရမကဘာပြောလိုက်ဘုရားပြောရင်မှန်တယ်ပဲမင်းကအဲ့ဒါလိုဆိုပြီးတော့ဘုရင်ကြီးကစိတ်ဆိုးတယ်စိတ်ဆိုးတော့မာဏိကမိဘုရားကဒါဘုရားဟောတာဟုတ်မဟုတ် तू confirm လုပ်မယ်ပေါ့ဘုရားဟောတာဆိုရင်မှန်ရမယ် तू ကတော့တစ်ထစ်ချယူဆထားအဓိပ္ပာယ်ရှိတယ် तू ကိုယ်တိုင်လည်းမဆုံးဖြတ်ဘူးဘုရားဟောတာစစ်မစစ်တမန်တယောက်ကိုလွှတ်လိုက်တယ်နာလိဇင်ကဆိုတဲ့ပုံနာကြီးကိုခေါ်တယ်ခေါ်ပြီးတော့ပြောတတ်ဆိုတဲ့ရင်ကြေးကြေးဆက်ဆံတတ်တဲ့နာလိဇင်ကကိုဘုရားစီလွှတ်လိုက်တယ်သွားဘုရားစီသွားပြီးတော့ဒီစကားကိုဘုရားဟောတာဟုတ်မဟုတ်သွားပြီးတော့ရှောက်ခိုင်းနာလိဇင်ကအကြောင်းတော်သွားပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့ပိယဇာတိကာတောကပရိဒေဝဒုက္ခဒေါမနတုပါယတာပိယပဘဝဆိုတဲ့ပဘဝိကာဆိုတဲ့ဒီစကားကိုအရှင်ဘုရားဟောတာဟုတ်မဟုတ်အရှင်ဘုရားတကယ်ပြောတယ်လားဆိုတော့ဟုတ်တာပေါ့တဲ့ငါပြောလိုက်တယ်တဲ့ဒီစကားဟုတ်တယ်တခါတယောက်ကိုငါပြောလိုက်တာငါပြောတာဟုတ်တယ်ဘာဖြစ်လို့ပြောရတာတုံးဆိုတော့တာဝတိပြည်ကတကယ်ဖြစ်ရ true story တွေမြတ်စွာဘုရားထုတ်ပြတယ်နော်မြတ်စွာဘုရားကကြည့်ဓမ္မရှုထောင့်ကတည်းဟောတာမဟုတ်ဘူးကိုယ်တိုင်သိနိုင်တဲ့ရှုထောင့်တွေကနေပြီးတော့မြတ်စွာဘုရားဟောတာတကယ်အဖြစ်အပျက်တွေကိုမြတ်စွာဘုရားထုတ်ပြတယ်ငါပြောမယ်တဲ့ဟောဒီတာဝတိပြည်မှာဖြစ်ခဲ့တဲ့တကယ် true story တကယ်ဖြစ်ရအမှန်တွေကိုငါပြောပြမယ်ဘုရားဟောတဲ့ true story ဟာ17ပုဒ်ပါအဲ့ထက်ဟောတာ17ခုလောက်ရှိအချင်းချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဟောဒီတာဝတိပြည်ကအမျိုးသမီးတယောက်ဟာအမေဆုံးသွားတယ်အဖေဆုံးသွားတယ်ဖေဆုံးသွားတဲ့အမျိုးသမီးရှိတယ်ပေါ့အမေဆုံးသွားတဲ့အမျိုးသမီးရှိတယ်ယောက်ျားဆုံးသွားတယ်သားဆုံးသွားတယ်သမီးဆုံးသွားတယ်မောင်ဆုံးသွားတယ်ညီမဆုံးသွားတယ်နောက်အမျိုးသားတယောက်ကလည်းပဲထို့တူပဲဆုံးသွားကြအဲ့ဒီသေဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့တဲ့တာဝတိပြည်မှာအမျိုးသမီးတယောက်ဟာသူ့အမေဆုံးသွားတဲ့အခါမှာဘာဖြစ်သွားတော့ဆိုတောကတွေတအားဖြစ်ပြီးတော့ယူသွတ်သွားတယ်လမ်းပေါ်ရောက်သွားပြီးတော့လမ်းပေါ်မှာလူတကာတွေ့တဲ့အတိုင်းအမေနဲ့မတွေ့ခဲ့ဘူးလားအမေကိုမမြင်လိုက်ဘူးလားနဲ့လျှောက်ပြီးတော့မေးနေတယ်လူတွေ့တိုင်းအမေကိုမမြင်ခဲ့ဘူးလားအမေနဲ့မတွေ့ခဲ့ဘူးလားနဲ့ယူသွတ်သွားတဲ့ဘဝရောက်တယ်အဖေဆုံးတဲ့အမျိုးသမီးကလည်းထို့တူပဲလမ်းပေါ်ရောက်သွားပြီးတော့ယူသွတ်သွားတာရှိခဲ့ဘူးတဲ့ဒါတာဝတိပြည်မှာရှိခဲ့တယ်နော်ဒီမှာလည်းလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါမျိုးမရှိဘူးလို့ပြောနိုင်ပါမလားပြောနိုင်ဘူးဒီလိုဟာတွေအများကြီးရှိနိုင်တယ်ပေါ့နောက်ဆုံးမြတ်စွာဘုရားထုတ်ပြတာတခုတကယ်သာဝတိပြည်မှာဖြစ်ခဲ့တာတခုကတဲ့မိဘသဘောမတူတဲ့အိမ်တောင်ကြတဲ့ဇနီးမောင်နှံတယောက်ဆွေတွေမျိုးတွေစီကိုပြန်သွားတယ်အမျိုးသမီးဘက်ကဆွေမျိုးတွေစီသွားတဲ့အခါကျအမျိုးသမီးဘက်ကဆွေတွေမျိုးတွေကသူတို့ဇနီးမောင်နှံကိုအတင်းခွဲကြတယ်အတင်းခွဲပြီးတော့နောက်တစ်ယောက်နဲ့ပေးစားဖို့ကြိုးစားတယ်အဲ့ဒါလို့ကြိုးစားတော့အမျိုးသမီးကသူ့ယောက်ျားကိုဗာပြောတော့ဆိုရင်သူ့ရဲ့ဆွေတွေမျိုးတွေကတော့အတင်းလောက်ကြတော့မယ်ဒီလိုအဲ့ဒီနောက်ထပ်ပေးစားမဲ့လူကိုသူကမနှစ်သက်နိုင်ဘူးတဲ့ဆိုတော့ဘာလုပ်လဲအဲ့ဒီအမျိုးသားကအမျိုးသမီးကိုဓာတ်နဲ့ထိုးတတ်ပြီးတော့သူကိုယ်တိုင်လည်းပဲဓာတ်နဲ့ထိုးပြီးတော့သေပွဲဝင်သွားတယ်ဒါတကယ် true story
ဒီကနေ့ခေတ်မှာလည်းမကြားခြင်းအဆုံးမှာတစ်ကမ္ဘာလုံးရှာကြည့်မယ်ဆိုရင်နေ့စဉ်နဲ့အမျှရှိနေမှာပဲမရှိပေဘူးလားဒါတာဝတိပြည်ကဖြစ်ခဲ့တဲ့ဇာလန်းတွေကိုပြောတာနော်ဇာလန်းတွေမြောက်များစွာရှိတဲ့ထဲမှာဒီလိုဖြစ်ခဲ့တယ်အဲ့ဒါတွေကိုကြည့်ပြီးတော့အဲ့ဒီတကယ်ဖြစ်ရတွေကိုငါရည်ညွှန်းပြီးတော့ငါဘုရားဟောတာပါတဲ့လောကမှာတောကတွေဖြစ်သွားတာဟာချစ်ခင်တဲ့ပုဂ္ဂိုလ်ကြောင့်အခြေခံပြီးတော့ဖြစ်တာလို့ငါဟောတာလို့မြတ်စွာဘုရားရှင်းပြလိုက်လက်တွေ့နဲ့ရှင်းပြတယ်သာဝတိပြည်မှာတကယ်ဖြစ်ခဲ့တဲ့ပုံဝတ္ထုတွေကိုထုတ်ပြီးတော့မြတ်စွာဘုရားရှင်းပြလိုက်တာပုံဝတ္ထုမှာပေါင်းမယ်ဆိုလို့ရှိရင်တော့15ခုလောက်ရှိသွားတယ်ပေါ့နော်တစ်ခုစီပြောမယ်ဆိုရင်15ခုလောက်ရှိတယ်ပေါ့ဒီပုံစံတွေဒီဖြစ်ရတဲ့15ခုလောက်ရှိအဲ့ဒီပုံဝတ္ထုတွေနဲ့ရှင်းပြီးတော့ပြလိုက်ပြီးတော့ဒီသူဆိုလိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကငါပြောလို့တဲ့ပိယဇာတိကပိယပဘောဟာဆိုတာဒါကိုရည်ညွှန်းတာလို့ပြောလိုက်တော့ပုံသားကြီးကမှတ်ပြီးတော့မာလိကမိဖုရားကြီးထံပြန်ပြီးတော့အစီရင်ခံတယ်ပေါ့မြတ်စွာဘုရားဟုတ်တယ်ဒီစကားကိုသူကိုယ်တိုင်မိန့်လိုက်တာလဲဟုတ်တယ်ဘာကြောင့်မိန့်နေဆိုတာလည်းပဲရှင်းပြလိုက်တယ်ဆိုတော့မာလိကမိဖုရားကြီးကအဲ့ဒီသတင်းကိုယူဆောင်ပြီးတော့သူ့ပေါ်မှာအမျက်ဒေါသထွက်နေတဲ့ကောသလဘုရင်ကြီးနာသွားပြီးတော့သူကရှင်းပြတယ်ဒီအကြောင်းရှင်းပြတဲ့အခါမှာဘယ်ကနေစပြီးတော့ရှင်းတော့ဆိုတော့အရှင်မင်းကြီးတဲ့တခုမေးပါမယ်တဲ့အရှင်မင်းကြီးဟာဝဇီရီဆိုတဲ့မင်းသမီးအပေါ်မှာချစ်ခင်မြတ်နိုးမှုရှိတယ်မဟုတ်လားလို့ဆိုတော့ရှိတာပေါ့တဲ့အဲ့ဒီဝဇီရီမင်းသမီးမပြောကောင်းပြောကောင်းသေဆုံးသွားမယ်ဆိုရင်သင်မင်းကြီးဘယ်လိုနေမလဲဆိုတော့ဟာငါအဲ့ဒီကြတော့တောကဖြစ်မှာပေါ့တောကဖြစ်ုံနဲ့မကဘူးငါအသက်တောင်မှပဲသေသွားကောင်းသေသွားလိမ့်ပဲဟောဘုရင်ကြီးအဲ့ကြရှင်မင်းကြီးတဲ့မြတ်စွာဘုရားကပိယဇာတိကတောကပရိဒေဝဒုက္ခဒေါမနတုပါယတာဆိုတဲ့စကားဒါကိုရည်ညွှန်းတာပါဘုရင်ကြီးသဘောပေါက်အောင်ရှင်းပြရှင်မင်းကြီးဟာဝဇီရီဆိုတဲ့မင်းသမီးပေါ်မှာအတွေ့အတာတွေရှိတယ်ဝဇီရီမင်းသမီးတစ်စုံတစ်ခုမင်းသမီးရှိနေတော့သူပြောနေမှာပေါ့လေအဲ့ဒီမင်းသမီးတစ်စုံတစ်ခုဖြစ်သွားမယ်သေဆုံးသွားမယ်နတ်ရွာဆန်သွားမယ်ဆိုရင်ဘုရင်ကြီးကယူချုံမရဖြစ်ပေဘူးလားဖြစ်သွားမယ်အဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းတာဟာတဲ့ဆိုပြီးတော့မာဏိကမိဖုရားဆိုတာအမတန်မှညံထက်တယ်သူကလည်းပဲဆင်းရဲသူမှဘဝကနေပြီးတော့မိဖုရားဖြစ်တာပန်းဝိရင်ကပန်းတွေကိုခူးပြီးတော့ရောင်းရတဲ့မာလာကာရပန်းတဲ့ရဲ့သမီးမာဏိကမိဖုရားရဲစွမ်းတတ္တိရှိတယ်ဖြတ်ဖြတ်လက်လက်ရှိတယ် bright ဖြစ်တယ်မာဏိကရုပ်ကတော့မလှဘူးဆိုးတယ်သူမိဖုရားဖြစ်တာဘာလို့ဆိုသွက်လက်ချက်ချလို့မိဖုရားဖြစ်သွားတယ်ဒါကအပေါ်ယံပြောတာပေါ့တစ်ဖက်ကပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကြောင့်ဖြစ်တယ်ပေါ့နော်အဓိကကတော့သွက်လက်ချက်ချဘုရင်ကြီးကတခါတော့ကနေပြီးတော့စစ်ရှုံးပြီးတော့ထွက်ပြေးလာတဲ့အခါမှာအဲ့သူပန်းဝိရင်တွေကိုရောက်လာတော့ကျန်တဲ့လူတွေကဘုရင်လာပြီဆိုထွက်ပြေးကြတာပုန်းနေကြတာဘယ်သူမှလာနှုတ်ဆက်ဒီကလေးမလေးကတော့အဲ့လိုမဟုတ်ဘူးရဲရဲဝံ့နဲ့တန်းသွားပြီးတော့မြင်းကိုရှေ့ကနေဖမ်းကိုင်ပြီးတော့ဘုရင်ကြီးကိုအောက်တွဲချတိမတိဝေယဝိဆလောက်တာသူကရဲတယ်သွက်လက်တယ်မြင်းကိုတော့ရေတွေဘာတွေတိုက်တယ်ဘုရင်ကြီးကိုလည်းရေတွေဘာတွေတိုက်တယ်အမောပန်းဖြေဖို့ရတယ်လှုပ်ပေးတယ်အကုန်လုံးကိုကမောပန်းပြီးတော့ပြေးလာရတဲ့ဘုရင်ကြီးမြင်းကလည်းမောဘုရင်ကလည်းမောအဲ့ဒီအချိန်မှာသူကရဲရဲဝံ့နဲ့တွက်လက်ချက်ချာဘုရင်ကြီးကိုဝကြီးဝငယ်ပြုစုခဲ့တယ်အဲ့ဒါကြောင့်မို့လို့သူကမိဖုရားဖြစ်သွားတာနော်အရာရာမှာထက်မြက်တယ်ပေါ့မာလိကမိဖုရားဆို
အဲ့ဒါကြောင့်မို့လို့ဘုရင်ကြီးမမှားရလေအောင်ဒီစကားအဓိပ္ပာယ်ကိုသူကသွားရှင်းပြနောက်သူကမေးခွန်းတစ်ခုမေးတယ်ထပ်ပြီးတော့အရှင်မင်းကြီးတဲ့ဝါသပခတ္တိယာမိဖုရားပေါ်မှာအရှင်မင်းကြီးချစ်မြတ်နိုးတယ်မဟုတ်လားတဲ့ဟုတ်တာပေါ့တဲ့ငါချစ်မြတ်နိုးတယ်အကယ်၍ဝါသပခတ္တိယာများမပြောကောင်းပြောကောင်းနတ်ရွာဆန်သွားမယ်ဆိုရင်ဘုရင်ကြီးဘယ်နဲ့နေမလို့ဆိုဟာငါတောင်သေကောင်းသေလိုက်မယ်ပေါ့အဲ့ဒါလောက်ထိအောင်မြတ်နိုးပါတယ်လို့ပြောမြတ်စွာဘုရားကဒါကိုပြောတာတဲ့ပိယတော်စာတိတောကောဆိုတောကဆိုချစ်ခင်မှုကစတယ်လို့မြတ်စွာဘုရားဒါပြောတာအားလုံးသိကြတယ်ဝါသဝခတ္တိယဆိုတာနာဂမုံဒါဆိုတဲ့ကျွန်မမဟာနာမဆိုတဲ့ဘုရင်တာဂိဝေမင်းနဲ့ကရှင်နုရုဒ္ဓရဲ့အကိုမဟာနာမနဲ့နာဂမုံဒါတို့ကမွေးဖွားတဲ့သမီးအဖေဘက်ကမင်းသွေးပါတယ်အမေဘက်ကတော့ဇာနှိမ့်နေပေါ့သို့တော်လည်းရုပ်ကလေးကချောချောဆိုတော့ဘုရင်ကြီးကကောသလမင်းကြီးကဖះနဲ့အမျိုးတော်ကျင်လို့ဆိုပြီးတော့ဖះအမျိုးတဲကသူတို့သမီးသွားတောင်းတဲ့အခါကျတော့တာဂိဝေမင်းသားတွေကတာဂိဝေမင်းတွေကတာဂိဝေမင်းသမီးစစ်ကိုမပေးချင်လို့နော်ကာပြားကိုပေးလိုက်တာအစစ်ကိုမပေးဘူးကာပြားကိုပေးလိုက်တာအဲ့ဒါဝါသပခတ္တိယအဲ့ဒီဝါသဝခတ္တိယပေါ်မှာလည်းပဲဘုရင်ကြီးကအမတန်မှမြတ်နိုးတယ်အေးကောင်းပြီဝါသဝခတ္တိယမိဖုရားကနေမွေးလာတဲ့သားကဝိတတုပလို့ခေါ်တယ်ဒီဇာလန်းတွေကဗမာပရိသတ်ကသိတာလေများပါဝိတတုပဆိုတာဘုရင်ကြီးကအမတန်မှချစ်မြတ်နိုးလို့ဝိတတုပကိုသူကစစ်သူကြီးခန့်ထားတာသေနာပတိယာဓုပေးထားတာမင်းသားပဲသေနာပတိဆိုတာတွေကသေနာပတိရဲ့အထက်မှာအိမ်ရှင်မင်းပဲရှိတော့တယ်နောက်ကြရင်သူကအိမ်ရှင်မင်းသားဖြစ်ပြီးတော့နန်းစီစိန်ခံစားရမှာပေါ့အဲ့ဒီအချိန်မှာဝိတတုပကိုသေနာပတိယာဓုပေးထားတယ်ဒါကြောင့်မို့မာလိကာမိဘုရားကမေးတယ်အရှင်မင်းကြီးတဲ့သားတော်ဝိတတုပမင်းသားသေနာပတိပေါ်ရောရှင်မင်းကြီးကချစ်မြတ်နိုးတယ်မဟုတ်လားဟာချစ်တာပေါ့တဲ့ငါသားလေးအကယ်၍များဝိတတုပမပြောကောင်းပြောကောင်းတစ်ခုခုဖြစ်သွားရင်သင်မင်းကြီးဘယ်လိုနေမလဲလို့ဆိုတောကဖြစ်မှာပေါ့စိုးရိမ်မှာပေါ့ငိုကြွေးရမှာပေါ့နောက်ဆုံးကြမှာမန္လိကာကပြောတာရှင်မင်းကြီးတဲ့ရှင်မင်းကြီးဟာကျမအပေါ်မှာလည်းတာရစင်ရှိတယ်မဟုတ်လားတဲ့ရှိတယ်အကယ်၍ကျမသိသွားရင်မတဲ့နေမလို့ပေါ့ငါလည်းတောကဖြစ်ရမှာပေါ့မန္လိကာမိဘုရားကအဲ့လိုတစ်ခုစီမေးပြီးတော့ပိယဇာတိကတောကပရိဒေဝဒုက္ခဒေါမနတဥပါယတာပိယပဝါဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုတစ်ပိုက်ချင်းရှင်းပြီးတော့ပြလိုက်တော့ဘုရင်ကြီးကအဲ့ဒီကြမှာခင်ချပြီးတော့ဝန္တာအာရနဲ့ခြေလက်တွေဆေးပြီးတော့မြတ်စွာဘုရားရှိရာကိုနှစ်ဖူးလက်အုပ်ချီပြီးတော့နမောတတ၃ညရွတ်တယ်အဲ့နမောတတရွတ်တဲ့ထဲမှာကောသလမင်းကြီးပါတယ်တို့လူတွေကတော့နေတိုင်းပဲနမောတတရွတ်နေကြတာပါနော်ဒါပေမဲ့သူတို့ကယင်ထဲကရွတ်တဲ့နမောတတနော်တကယ်ကိုဟုတ်လိုက်တာဆိုပြီးတော့မြတ်စွာဘုရားဂုဏ်တော်တွေကိုတကယ်ကိုကြီးညိုပြီးတော့ခြေတွေလက်တွေကိုဆေးပြီးတော့ချက်ချင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ရှိတဲ့ဘက်ကိုဥလှဲ့လို့နှစ်ဖူးပေါ်မှာလက်တင်ပြီးတော့လက်အုပ်ချီပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးတာတဲ့နမောတတ၃ညရွတ်ပြီးတော့ရှ िख ိုးတယ်လို့အဲ့ဒါကမစ္စည်းမနိကေမှာလာတဲ့ပိယဇာတိကတုတ်ရဲ့အဆိုပဲမူရင်းကျမ်းကိုဖတ်ချင်လို့ရှိရင်မစ္စည်းမပန္နာတမြန်မာပြန်ကိုဖတ်ကြည့်အဲ့ဒီနော်မူရင်းကျမ်းကဒီတိုင်းပဲဆိုတယ်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကပိယတော်စာရတိတောကောလောကမှာတို့တွေလူဘဝရလာတဲ့အခါမှာပိယဆိုတဲ့ပစ္စည်းဝတ္ထုတွေပေါ်မှာပုဂ္ဂိုလ်တွေပေါ်မှာတွေ့တာမှုတဏှာတွေအားကောင်းလာလေလေတောကဆိုတာတွေများလာလေလေလို့
ပိယနဲ့ပတ်သက်လာတဲ့အပြစ်အနာစာတွေကိုမြင်ဖို့အမတန်မှအရေးကြီးပါတယ်မမြင်လို့ရှိရင်မျက်စိစုံမိတ်ပြီးတော့ချစ်ခင်မှုဟာပျော်ရွှင်မှုကိုသာရတယ်လို့ဖြစ်စေနိုင်တယ်လို့စိတ်ထဲမှာယုံကြည်လက်ခံပြီးတော့ချစ်ခင်မှုကိုသာရှားကြမ်းနေကြမယ်ဆိုလို့ရှိရင်တောကလွတ်မြောက်နိုင်လမ်းရှိပါမလားမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကဟောထားတာဓမ္မပဒမှာလဲမာပိယေဟိတမာခင်းစီအပိယေဟိကုရသနာဖြစ်သူခင်သူညနှုတ်အပ်တဲ့ပစ္စည်းဥစ္စာတွေနဲ့ငါမဆုံမရစေနဲ့မဆုံမရစေနဲ့အပိယေဟိကုရသနာအဲ့ဒါလိုပဲချစ်ခင်မြတ်နှုတ်ရတာတွေနဲ့မဆုံရသလိုပဲမုန်းစရာတွေနဲ့ဆုံရင်ရောစိတ်မဆင်းရဲဘူးလားဆင်းရဲတယ်အဲ့ဒါဆင်းရဲတာကြတော့သူကတစ်မျိုးဒေါမနတလို့ခေါ်တယ်အဲ့ဒါကြတောကရဲ့ဒေါမနတရဲ့နှစ်ခုပရိစ္ဆသမုပ္ပါမှာသိတယ်နော်ဇာတိပစ္စယသရမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတမ္မဝန္တိအဲ့ဒီမှာတောကဆိုတာလဲတရားကိုအဖြစ်ဒေါမနတဝေဒနာပဲဒေါမနတဆိုတာလည်းပဲတရားကိုအဖြစ်ဝေဒနာပဲဘာဖြစ်လို့ဒေါမနတဝေဒနာနှစ်ခုကိုအဲ့ဒီမှာမြတ်စွာဘုရားထည့်ဟောထားရတယ်လဲလို့ဆိုရင်တောကဆိုတာဆွေတွေမျိုးတွေပျက်စီးမှုသို့မဟုတ်ပျက်စီးပြီးတဲ့အခါပျက်စီးတော့မဲ့အခါလက်လွတ်ဆုံးရှုံးတော့မဲ့အခါဖြစ်ပေါ်လာတဲ့ရှင်တွဲကပူလောင်မှုကိုဖြစ်ပေါ်လာခြင်းမတူကြည့်ဘူးဒေါမနတဆိုတာအဲ့ဒီလိုဟာကိုအကြောင်းမပြုဘူးဘာတွေဖြစ်တတ်တုံဆိုရင်ဒေါမနတဆိုတာစိတ်ဆိုးတဲ့အခါမှာလည်းပဲစိတ်ထဲမှာမကျေနပ်တာတွေမဖြစ်ဘူးလားစိတ်ဆိုးတဲ့အခါမှာလည်းဒေါမနတဝေဒနာလာတယ်ကိုယ်ဆင်းရဲတဲ့အခါမှာလည်းပဲဒေါမနတဝေဒနာခေါင်းကိုက်တယ်သွားကိုက်တယ်နားကိုက်တယ်ထိုဒုက္ခဝေဒနာကိုအကြောင်းပြုပြီးတော့ဒေါမနတစိတ်ဆင်းရဲမှုတွေမလာဘူးလားအဲ့ဒီစိတ်ဆင်းရဲမှုနဲ့ခုနကသာသမီနဲ့ပတ်သက်တာတို့ပစ္စည်းဥစ္စာတို့နဲ့ပတ်သက်တဲ့တောကနဲ့မတူဘူးဟုတ်ကလားမတူလို့ဒေါမနတဝေဒနာချင်းတူပေမဲ့လို့မြတ်စွာဘုရားကဖြစ်ပေါ်လာတဲ့ပုံပန်းတဏ္ဍာမတူသည့်အတွက်ကြောင့်နှစ်နေရာဟောထားတယ်လို့ဒီလိုမှတ်ရဒါကြောင့်မို့လို့ဒေါမနတဝေဒနာတို့ဒီလိုဖြစ်တာအဲ့ဒီမှာမုန်းတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရပြီကိုမနစ်မြို့တာတွေနဲ့ဆုံရပြီဆုံစည်းရပြီဆိုလို့ရှိရင်လည်းပဲဒုက္ခဖြစ်တတ်တာမို့မြတ်စွာဘုရားကမာပိယေဟိတမာခင်းစီအပိယေဟိကုရသနာချစ်ခင်မြတ်နိုးအပ်တဲ့အရာတွေပုဂ္ဂိုလ်တ attva တွေနဲ့မဆုံပါစေနဲ့မုန်းစရာပုဂ္ဂိုလ်တွေနဲ့လည်းဘယ်တော့မှပုဂ္ဂိုလ်တ attva တွေနဲ့လည်းဘယ်တော့မှမဆုံပါစေနဲ့သင်္ခါရတရားတွေနဲ့လည်းဘယ်တော့မှမဆုံပါစေနဲ့ဘာဖြစ်လို့လဲပိယနံအဋ္ဌတနံဒုက္ခံအပိယနိသဓတနံချစ်ခင်နေတဲ့နှစ်သက်မြတ်နိုးနေတဲ့တ attva သင်္ခါရတွေကိုမမြင်ရဘူးဆိုရင်စိတ်ဆင်းရဲတယ်ပေါ့မုန်းတီးစရာကောင်းတဲ့တ attva သင်္ခါရတွေနဲ့စုံစည်းနေရလို့ရှင်လည်းဆင်းရဲတာတူတူပဲဟုတ်ကဲ့လားမုန်းတဲ့လူတွေ့နေရတာနဲ့ချစ်ခင်တဲ့လူမတွေ့ရတာဟာဒုက္ခဖြစ်တာချင်းမတူဘူးလားတူတာကြောင့်မို့လို့ဒါဖြင့်ချစ်တာလည်းမကောင်းမုန်းတာလည်းမကောင်းဒီလိုဆိုလို့တယ်ပေါ့နော်နောက်ဆုံးကြတော့မြတ်စွာဘုရားတတ္တမပိယနာကရိယာထချစ်ခင်မှုမြတ်နိုးမှုဆိုတဲ့တဏှာရာဂတွေမဖြစ်စေသင့်ဘူးတဲ့ဘာဖြစ်လို့တော့ပိယပါယောဟိပါပကောချစ်ခင်နှစ်သက်တဲ့အရာတွေတတ္တဝသင်္ခါရတွေနဲ့ခွဲခွာသွားရပြီဆိုရင်အမတန်မှပူပန်ဆင်းရဲရတယ်ဒုက္ခရောက်ရတယ်ဆိုးရတယ်တဲ့အေးယဟန္တာပုဂ္ဂိုလ်တွေကြတော့ခန္ဓာတေတံနဝိဇန္တိဟိတဝါပိယချစ်ချင်းမုန်းချင်းနှမျိုးလုံးကိုဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်အတွေ့အတာတွေမရှိတော့ဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်တွေဟာဘလောက်ငြိမ်းချမ်းမလဲစဉ်းစားကြည့်ပေါ့နော်ချစ်ခင်မှုကတောကကိုဖြစ်စေတယ်မုန်းတာကဒေါမနတကိုဖြစ်စေတယ်အဲ့ဒီနှစ်ခုစလုံးဟာကောင်းကျိုးကိုမပေးဘူးဆိုးကျိုးတွေကြီးပဲပေးတယ်
ဒါကြောင့်မို့လို့ချစ်ချင်းမုန်းချင်းဆိုတဲ့ဒီနှလုံးဟာလုံးဝမကောင်းဘူးတဲ့ဒါတွေပေါ်မှာညီးငွေ့တဲ့တယ်လို့မြတ်စွာဘုရားကဒီလိုဟောလို့ရဖြစ်တယ်ဟုတ်ဒါဖြင့်တပည့်တော်တို့ချစ်ခင်မြတ်နိုးမှုမရှိဘဲနဲ့လောကကြီးမှာနေလို့ရပါမလားလို့ဆိုနေလို့ရပါတယ်ဘယ်လိုလုပ်ပြီးတော့နေလို့ရမလဲဆိုလို့ရှိရင်ခြေလေးချစ်ခင်မှုနဲ့အလားတရန်တူတဲ့မေတ္တာနဲ့လောကကြီးကိုတိဆောက်ထားမယ်ဆိုလို့ရှိရင်ခုနပြောတာလို့မေတ္တာတရားအခြေခံထားလိုက်ပြီဆိုလို့ရှိရင်မုန်းစရာပုဂ္ဂိုလ်ဆိုတာရှိအောင်မလားချစ်စရာပုဂ္ဂိုလ်မရှိတော့သလိုမုန်းစရာပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးသို့တော့ဘယ်သူကမှလည်းမမုန်းဘူးဘယ်သူကမှလည်းမချစ်ဘူးဆိုတဲ့ဒီတည်ငြိမ်တဲ့အနေအထားလေးတစ်ခုကိုဘုန်းကြီးတို့တွေမရောက်မချင်းတောကဆိုတာဘုန်းကြီးတို့တဏ္ဍာကနေပြီးတော့ကင်းအောင်လုံးနိုင်ကြမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တွေ့တာမှုဆိုတဲ့တဏှာရှိတဲ့နေရာမှန်သမျှတောကဆိုတာလာမှာပဲနော် where there is attachment there is worry ဆို attachment ရှိတဲ့နေရာ worry ဆိုတဲ့တောကလာမှာပဲတောကကိုမလိုချင်ဘူးဖယ်ရှားခြင်းနဲ့ဆိုလို့ရှိရင်ချစ်ခင်မြတ်နိုးမှုပေါ်မှာတွေ့တာနေတဲ့တဏှာကိုဖယ်ရှားကြရမှာဖြစ်ပါတယ်တဏှာကိုမဖယ်ဘဲနဲ့တောကကလွတ်တဲ့နည်းမရှိဘူးတဲ့ဟုတ်ကဲ့လားဒါကြောင့်မို့လို့ဘုရားမြတ်စွာကနောက်ဆုံးမှာကြတော့ဟိတ်တဝါပိယချစ်ချင်းမုန်းချင်းနှစ်ခုလုံးကိုစွန့်ဆိုတာဘာပြောတာလဲဆိုရင်တဏှာကိုလည်းစွန့်ဒေါသကိုလည်းစွန့်ဟောဒီလောဘနဲ့ဒေါသဒီနှစ်ခုဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ဟာအမတန်မှငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုရောက်ရှိပြီးတော့သွားမှာပါစိတ်ဓာတ်ရဲ့ငြိမ်းချမ်းမှုကိုတကယ်ရချင်ပြီဆိုလို့ရှိရင်ဒီတရားနှစ်ပါးကိုလျှော့ချရင်လျှော့ချနိုင်တဲ့လောက်ချမ်းသာဒုက္ခရမယ်လုံးဝဖယ်ရှားနိုင်လို့ရှိရင်လုံးဝချမ်းသာဒုက္ခရမယ်ဆိုတာကိုဘုန်းကြီးတို့တွေအားလုံးသဘောပေါက်ပြီးတော့ပိယအပိယဆိုတဲ့အပေါ်မှာဖြစ်ပေါ်လာတတ်တဲ့တောကနဲ့ဒေါသတို့လောဘနဲ့တဏှာနဲ့ဒေါသတို့ကိုလျှော့ချခြင်းဖြင့်တောကနဲ့ဒေါမနတတို့ကနေအပြည့်တိုင်ငြိမ်းချမ်းတဲ့တရားဓမ္မကိုမိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာရောက်အောင်ကိုယ်စီကိုယ်ငါကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း